ပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သာနာရ channel မှာပြည်သက်ကြီးတို့ပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ရှင်။ကျမဒီနေ့ပြည်သက်ကြီးတို့ထပ်မံပြီးတော့မှတက်ဆက်ပေးမယ့်အကြောင်းလေးကထိုင်းလန့်စရာကောင်းပြီးတော့တဘာဝတရားကြီးဖန်တီးထားတဲ့ကျောင်းရုပ်ပြတိုက်ကြီးတစ်ခုဟာအာဖရိကတိုက်မှာအမှန်တကယ်ရှိနေရဆိုတာရောသိချရဲ့လား။ဒီကံရည်ပြင်ထိတွေးလိုက်ရုံနဲ့တင်တက်ရှိတတ္တဝါမှန်သမျှအသက်ပြောက်သွားရုံနဲ့မကပဲရုပ်ထုတစ်ခုလိုမျိုးမာကျော6သွေ့သွားစေနိုင်တဲ့ဒီနေရာကိုတော့နာထရွန်ကန်လို့ခေါ်ပါတယ်။တန်ဇန်နီးယားနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ဒီကန်ကြီးသူ့ရဲ့သွေးနီအောင်ရေပြင်လှလှတွေရဲ့အောက်မှာတေမင်းတမန်လှုပ်ဝက်ချက်တွေကိုဖုံးကွယ်ထားပဲဖြစ်ပါတယ်။ဒီကန်ကြီးရဲ့အကြောင်းကိုကဘာကပို့ပြီးတော့သတိထားမိလာတော့2013ခုနှစ်မှာဓာတ်ပုံစရာဖြစ်တဲ့ Netflix ကကန်ရဲ့ဘေးမှာကြောက်ရွံ့တွေလိုဖြစ်နေရဲ့ငှက်တွေနဲ့လင်းတို့တွေရဲ့ဓာတ်ပုံတွေကိုထောက်ပေါ်ပြသခဲ့ရနေပြီးစတင်ခဲ့တာပါအဲ့ဒီတသက်ဝါလေးတွေကတေဆုံးသွားတာကြာပြီဖြစ်ပေမဲ့လည်းပုံမှန်အတိုင်းပုတ်တိုးသွားခြင်းမရှိဘဲနဲ့သူတို့ရဲ့အမွေးအမြင်တွေအရေးပြားတွေအစားကြောက်သားတွေလိုမာကျောနေပြီးတော့အကောင့်အတိုင်းပဲကြံရစ်နေတာကိုတွေ့ရှိရပါလေဒါကဘာကြောင့်လဲဆိုရင်တော့နာထရွန်ကန်ရဲ့ထူးခြားတဲ့ဓာတုဗေဒကြောင့်ပဲဖြစ်ပါတယ်ဒီကန်ထဲမှာစတိုရီယန်ကာဗွန်နိုက်နဲ့စတိုရီယန်ဘိုင်ကာဗွန်နိုက်ဆိုပြီးတော့ဒီလိုမျိုးခေါ်တဲ့သတ္ထုဓာတ်တွေအလွန်အမေုံမှကျွယ်ဝနေပါတယ်ဒီသတ္ထုဓာတ်တွေကအနီးနားမှာရှိနေတဲ့ Oldroydonlen ကိုင်းလို့ခေါ်တဲ့မီးတောင်တွေကနေစီးသင်းလာတဲ့မီးတောင်ပြတွေကနေတဆင့်ရောက်ရှိလာခဲ့တာပါရေရဲ့အေကာလီနုံဒါမှမဟုတ် pH ရဲ့အဆင့်က10.5 ထိတောင်ရှိနေပြီးတော့ဒါအမိုးနီးယားလိုမျိုးပြင်းထန်တဲ့ဓာတုပစ္စည်းတွေနဲ့တူညီနေပါတယ်သက်ရှိတတဝါတွေရဲ့အရေးပြားတွေနဲ့မျက်လုံးတွေကိုလောင်ကျွမ်းတင်နိုင်ုံနဲ့သာမကပဲနဲ့ခန္ဓာကိုယ်ရဲ့ရေဓာတ်တွေကိုစုပ်ယူပြီးတော့မမ်မီရုပ်လောင်းတွေလိုမျိုး6သွေ့မာကျောသွားပြုတ်လုပ်ပြတာပဲဖြစ်ပါတယ်ဒီလိုက်နာထရွန်ကန်ရဲ့အကြောင်းကို2021ခုနှစ်မှာ BBC ရဲ့သဘာဝမှတ်တမ်းတဲ့အစီအစဉ်တစ်ခုမှာအကျယ်တဝင့်ပြသခဲ့ပူပါတယ်အဲ့ဒီမှာထူးခြားတာတစ်ခုကတော့ဒီလောက်ပြင်းထန်တဲ့ရေပြင်ထဲမှာတော့ရှင်သန်နေနိုင်တဲ့တတဝါဆိုတာရှိနေသေးရပါပဲအဲ့ဒီတတဝါကတော့ဖလာမင်ဂိုငှက်တွေပဲဖြစ်ပါတယ်သူတို့ရဲ့ခြေထောက်တွေမှာမာကျောနေတဲ့အရေးပြားတွေရှိနေရကြောင်းပဲဒီစိတ်သိမ့်ရေကန်ထဲမှာသူတို့ကလမ်းလျှောက်နိုင်ပြီးတော့ရန်သူတွေတောင်မလိုက်နိုင်တဲ့ကန်အလယ်ကကျုံးလေးထဲမှာအန်ဒီရဲ့ကင်းကင်းနဲ့သူတို့တွေကနေထိုင်နေကြပါတယ်ဒါပေမဲ့လည်းတခြားသောရိုင်းတရိတ်ဆန်တွေအတွက်တော့ဒီကန်ကြီးဟာတကယ်ကိုမှတိမ်မင်းထမှန်ထောင်းချောက်ကြီးတစ်ခုပါပဲသိပ္ပံပညာရှင်တွေကတော့ဒီကန်ရဲ့ရေတွေကအီဂျစ်လူမျိုးတွေရုပ်လောင်းတွေကိုမမ်မီပြုလုပ်တဲ့နေရာမှာအသုံးပြုခဲ့တယ်နာထရွန်လို့ခေါ်တဲ့စားတစ်မျိုးနဲ့တူညီနေတာကိုတွေ့ရှိခဲ့ကြပါတယ်ဒါကြောင့်လေဒီကန်ထဲကိုပြုတ်ကျသမျှအရာအလုံးကသဘာဝအတိုင်းပဲမမ်မီရုပ်တွေဖြစ်သွားကြတာပါအနာဂတ်မှာဒီကန်ထဲကပြင်းထန်တဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်တဲ့ဘက်တီးရီးယားတွေကိုလေ့လာခြင်းအားဖြင့်တော့တခြားကြိုတွေပေါ်မှာအစွန်းရောက်အခြေအနေတွေမှာဒီသက်ရှိတွေဘလို့ရှင်သန်နိုင်လဲဆိုတာကိုပုံမနားလည်လာဖို့မျှော်လင့်နေကြရပါတယ်နာထရွန်ကန်ကကျမတို့ရဲ့သဘာဝတရားနဲ့လှပမှုနဲ့ရက်ဆက်မှုဘလို့တွန်တွဲနေတယ်လဲဆိုတာကိုသတိပေးနေပါတယ်အဝေးကကြည့်လိုက်ရင်တော့သွေးနီအောင်ရေပြင်ကြီးနဲ့လှပနေပေမဲ့လည်းအနီးကပ်သွားကြည့်လိုက်ရင်တော့ကြောက်ရွံ့တွေဖြစ်ပြောင်းလဲသွားတယ်တတဝါလေးတွေရဲ့အုံလေးကိုမြင်တွေ့နေရမှာပါတင်သားအဲ့ဒီကန်ရင်ဘေးမှာလမ်းလျှောက်မိရင်တော့သဘာဝတရားကဖန်တီးထားတဲ့ဒီကြောက်ရွံ့ပြတိုက်ကြီးထဲမှာအချိန်တွေကရက်တက်နေတယ်လို့မျိုးပဲခံစားနေရပါလိမ့်မယ်ဒါကတော့ကဘာပေါ်မှာအလှပဆုံးနဲ့ကြောက်စရာအကောင်းဆုံးလှုပ်ဝက်ချက်တွေထဲကတစ်ခုပါပဲဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကပရိသတ်ကြီးတို့တခုခုစဉ်းစားမိသွားစေမယ်လို့မျှော်လင့်မိပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းလေးတောင်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမတို့ရဲ့ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like follower လေးလုပ်ခဲ့ပြီးတော့တကယ်ချင်းတွေကိုလည်း share ပေးဖို့နဲ့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုလည်းအမြဲတမ်းလေးဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့ follower ဒါမှမဟုတ် subscribe လေးလုပ်သွားပေးဖို့လည်းမမေ့ကြပါနဲ့အောင်ရှင်